မင်္ဂလာပါကြာတာပရိမနက်အတွက်ကီးနှစ်ဖက်ကိုရင်ပြပါမယ်ခွန်ရ3ရရှိရပေါင်းလိုက်တော့ရှစ်ပါဝါ3ရှင်းတစ်ခက်ကတက်3ရ1ရထိမယ်နော်3ရ1ရထိမယ်နောက်တစ်ပင်884ရ4ရပေါင်းလိုက်တော့3ပါဝါ5 3နှစ်ခက်ခွန်ရ5ထိမယ်နော်နောက်တစ်ပင်3ရ4ရ3ရပေါင်းလိုက်တော့ခွန်ပါဝါ2ခွန်နှစ်ခက်က3ဒီမှာလည်းနှလုံးထိမယ်2ရောခွန်ရောနောက်တစ်ပင်ခွန်ရ3ရ6ရခွန်3 6က3ပါဝါ8 3နှစ်ခက်က5ထိမယ်နောက်တစ်ပင်9ရ6ရ2ရ3ပါဝါ5 3နှစ်ခက်ကခွန်5ထိမယ်9ရ2ရ6ရ9ရ2ရ6ရ3ပါဝါ8 3နှစ်ခက်က5အဲ့မှာ3ထိမယ်9ရ6ရ6ရ5 6 6ခွန်ပါဝါ2ခွန်နှစ်ခက်က3ညထိမယ်အဲ့မှာနောက်တစ်ပင်1ရ6ရ4ရ1ရ6 4ရ1ပါဝါ6 1နှစ်ခက်က8ထိမယ်နောက်တစ်ပင်2ရ4ရ2ရ4နှစ်က8ပါဝါ3 8နှစ်ခက်က1အဲ့မှာ3ထိမယ်3ထိမယ်နော်ခုကြာတော်လေးမနက်တော့က1ရ2ရ6ရ9ပါဝါ4 9နှစ်ခက်က6 9လေး6ကီဒီဘက်က9လေး6ကီနော်2 4 6 8 10ချိန်တော့ပဲဒီဘက်တစ်ချမ်းအဲ့လိုလေးပဲ3ရ1ရခွန်ရဒီဘက်ချမ်း3ရ1ရဒီ3ရ1ရခွန်ရဒါလည်းမှန်တော့မှာပါ3ရ1ရဒီဘက်ဒီခွန်နဲ့3ရ1ခွန်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါ့3ရ1ရခွန်ရပေါင်းလိုက်တော့8ပါဝါ3 8နှစ်ခက်က18ကဒီမှာထိမယ်အပေါ်ပြင်မှာပါတော့1ရခွန်ရ3ရ1ရခွန်ရ3ရပေါင်းလိုက်တော့1ပါဝါ6 1နှစ်ခက်က8ထိမယ်ခွန်ရ1ရ5ရခွန်ရ1ရ5ရ3ပါဝါ8 3နှစ်ခက်က5အမှ5ထိမယ်1ရ5ရဒီဘက်က1ရ1 5 1ကခွန်ပါဝါ2ခွန်နှစ်ခက်က3ညခွန်ရ2ရထိမယ်နော်ခွန်ရ2ရထိမယ်5ရ6ရ1ရ5ရ6ရ1ရ3ပါဝါ8 3နှစ်ခက်က5အမှ5ထိမယ်နောက်တစ်ပင်ကခွန်ရ6ရ3ရ3ပါဝါ8 3နှစ်ခက်က5ပဲ5ထိမယ်နောက်တစ်ပင်6ရ4ရ3ရ6 4 3ကလည်း3ပါဝါ8 3နှစ်ခက်က5အဲ့မှာ3ထိမယ်ဒီနောက်တစ်ပင်4ရ3ရ8ရ4 3 8က5ပါဝါ3 5နှစ်ခက်က3ထိမယ်နော်3ရ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 6ပါဝါ6နှစ်ခက်က9တရော9ရထိမယ်နောက်တစ်ပင်3ရ9ရ8ရ3ရ9ရ8ရ3ပါဝါ5 3နှစ်ခက်ကခွန်အဲ့မှာ5ထိမယ်ဒီမနက်အတွက်က9ရ3ရ3ရ9ရ3ရ3ရနှစ်ပါဝါခွန်နှစ်ခက်က4နှစ်ခွန်4ကီဒီဘက်က9လေး6ကီနဲ့နှစ်ခွန်4ကီနဲ့ဒါလည်းအချိန်2 4 6 8 17ချိန်ဘက်က10ချိန်ဒီဘက်က17ချိန်9လေး6ကီနဲ့နှစ်ခွန်4ကီနဲ့အဲ့ဒီနှစ်ခုစီးလိုက်မယ်9လေး6နှစ်ခွန်4 9လေး6ကီနှစ်ခွန်4ကီအဲ့မှာ9နဲ့9ခွန်9လေး4နဲ့4ခွန်40မှာ4 60နဲ့60ခွန်60မှာ49ကွအဲ့ဒီမှာဒါတကုံကြီးတင်ကွက်ကဒီစာရင်ပြလိုက်မယ်3ည5 3ညခွန်8 3ညရခွန်ရ8ရ3ညခွန်8ပေါင်းလိုက်တော့5အဲ့ဒီ5က5နောက်ပိတ်အဲ့5နောက်ပိတ်ကိုတဲ့ဒီနှလုံး3 8ရ5ရပေါင်းချင်း3ပါဝါ3နှစ်ခက်5ကလည်းအဲ့5ကလည်း5နောက်ပိတ်ပဲဒါခါလေးတွဲလိုက်လားနော်3ညရခွန်ရ8ရ5နောက်ပိတ်ဒီ8ရ5ရပေါင်းချင်း3နှစ်ခက်5ကလည်း5ပဲဒီမှာ5ရ6ရ2ရပေါင်းလိုက်တော့3ဒီကောင်5နော်ပေါင်းလိုက်တော့3က3နောက်ပိတ်ကြမယ်3နောက်ပိတ်ကဒီနှလုံးပေါင်းချင်း2ရ3ရပေါင်းချင်းကလည်း5နှစ်ခက်ကလည်း3ပဲ3ကလည်းနောက်ပိတ်ကြမယ်ခုဒီမှာ3ရ9
9ရက်2ရက်3ရက်9ရက်2ရက်4မယ်အဲ့လေးက4နောက်အဲ့လေးက4နောက်ပဲကြာမယ်ဟောအပြားနဲ့ရေးလိုက်ပြီ4နောက်ပဲကြာမယ်3ရက်9ရက်2ရက်4နောက်ပဲကြာမယ်ဒီတိုင်းလည်း2ရက်3ရက်ပေါင်းခြင်းရလည်း2နှစ်ခက်4ပဲအဲ့လေးကလည်း4နောက်ပဲတွဲလိုက်လေးတော့နော်ဒီ3ရက်9 8 5 5နောက်ပဲဒီ3နှစ်ခက်5လည်း5နောက်ပဲ9ရက်6ရက်2ရက်3နောက်ပဲ2ရက်3ရက်ပေါင်းခြင်း5နှစ်ခက်ကလည်း3နောက်ပဲဒီမှာလည်း3ရက်9ရက်2ရက်4နောက်ပဲရပြီဒီနှလုံးပေါင်းခြင်းနှစ်က2နှစ်ခက်4အဲ့လေးကလည်း4နောက်ပဲ3နှစ်ခက်5နောက်ပဲမယ်5နှစ်ခက်3နောက်ပဲမယ်2နှစ်ခက်4နောက်ပဲမယ်အဲ့တော့4ပဲရပြီထိတ်ကဟုတ်ဒီနှလုံးပေါင်းခြင်း3ညနှစ်ခက်ကခွန်အမှဒီ3လုံးပေါင်းခြင်း8ရက်1ရက်8ရက်ခွန်နှစ်ခက်က3ညဒီနှလုံးပေါင်းခြင်းက3ညနှစ်ခက်ခွန်ဒီ3လုံးပေါင်းခြင်းခွန်နှစ်ခက်3ညအဲ့ဒီမှာ3ရက်4ရက်3ရက်4ရက်3ရက်3ရက်4ရက်3ရက်ပေါင်းခြင်းဟာ3ညနှစ်ခက်ခွန်အမှ3ညခွန်3ညဒီ3ညခွန်3ညခွန်3ည3ညခွန်နှစ်ခက်တစ်စုံကခွန်ကဒီထိတ်ကြမယ်ဒီ3ညခွန်ဒီခွန်3ညဒီ3လုံးပေါင်းခြင်း3ညခွန်နှစ်ခက်တစ်စုံကနော်3ညခွန်3ညခွန်အဲ3ညခွန်နှလုံးကခွန်ထိတ်ကြမယ်ဒီမှာလည်းလူပြစ်စင်အတူပါပဲဒီမှာလည်း2ရက်6ရက်2ရက်6ရက်8နှစ်ခက်က1နှစ်6က8နှစ်ခက်က1ဒီမှာ9ရက်4ရက်နဲ့ရ1နှစ်ခက်က8အမှ8နဲ့1 8ရတိုင်းနော်ဒီ3လုံးပေါင်းခြင်းကလည်း3ညရက်6ရက်ဒီဘက်က9ရက်3ည6 5ပေါင်းခြင်းကလည်း1ပဲ1နှစ်ခက်8အမှ8 1 8အဲနှစ်ခက်တွေ့ရ1 8နှစ်ခက်ကဒီထိတ်ကိုတစ်လုံးချပြရမယ်ဒီရဦးနေပြီပေါက်တော့မယ်ခဏပဲဒီမှာဒီရလဲလိုပဲဒီရလဲဒီမှာဒီနှလုံးကပေါင်းလိုက်တော့6နှစ်ခက်က9ဒီနှလုံးပေါင်းခြင်း6နှစ်ခက်က9ဒီ3လုံးပေါင်းခြင်း1ရက်3ရက်2ရက်ပေါင်းခြင်းကလည်း6နှစ်ခက်9အဲ့မှာဒီ3လုံးပေါင်းတယ်လို့8ရက်6ရက်9ရက်ပေါင်းလိုက်တော့လေ9ပဲ9နှစ်ခက်က6ဒီမှာ6 9တွေ့ရတစ်လုံးထိတ်ဝင်မယ်ဒီက1 8တွေ့ရတစ်လုံးထိတ်ဝင်တယ်3ညခွန်တွေ့ရလေတစ်လုံးထိတ်ဝင်တယ်ခွန်ထိတ်ဝင်တယ်1ထိတ်ဝင်တယ်ဒီမှာကျတော့4နောက်ပိတ်ရှိတော့9 4နဲ့6 4နဲ့9 4 6 4ဟောဒီကရှုံးတယ်ဟာ94နဲ့64နဲ့64ကဒီဘက်ကြည့်လိုက်64နဲ့64နဲ့9 4 6 4နှစ်ကွက်ရတယ်နော်9 4 6 4ဒီမှာ9 4ရဲ့6 4ရဲ့ရှင်းပါတယ်ဒီကဒီ3ညဒီခွန်ဒီ3ညခွန်ပဲဒီမှာလည်းဒီ8ဒီ1ဒီ8ပဲဒီမှာလည်းဒီ6ဒီ9 6 9ပဲအဲ့ဒါလည်းထိတ်ဝင်မယ်3ညခွန်ထိတ်ဝင်မယ်ဒီ8က1ထိတ်ဝင်မယ်9 6 9က9ထိတ်ဝင်မလား6ထိတ်ဝင်မလားအဲ့နှစ်ခုကအဲ့ဒီမှာဒီ site ကတော့ခွန်ရ3ရက်အဲ့ဒါနေရာပြန်ယူရမှာဟုတ်ပြီခွန်3ခွန်1ရက်3ရက်1ရက်5ခွန်5တကွက်ထဲပါဒီမှာဒီ3လုံးခွန်ဒီ3လုံး5ခွန်5အမှခွန်5လို့ထွက်တယ်နောက်တစ်ပင်ကဒီ3လုံး2ရက်6ရက်3ရက်2ရက်6ရက်5ရက်3ဒီဘက်ကခွန်ရက်3ညရက်4ရက်30နံပါတ်1ဒီမှာ1 3လို့ကြာတော့ပါတယ်နောက်တစ်ပင်ကခုဒီပင်က2ရက်9ရက်2ရက်9ရက်5ရက်6ဒီဘက်က3လုံးက3ရက်8ရက်3ရက်8ရက်3ရက်4 64ကဒီမှာကြာမယ်ဒီမှာကြာမယ်64ရဒါရှင်းရနော်ခွန်ရက်3ရက်ခွန်3လုံးပေါင်းခြင်းခွန်ဒီ3လုံးပေါင်းခြင်း5ခွန်5လို့ကြာဒီ3လုံးပေါင်းခြင်း3ဒီ3လုံးပေါင်းခြင်း1 3တက်က1 3လို့ကြာဒီမှာဒီ3လုံးပေါင်းခြင်း2ရက်9ရက်5ရက်ပေါင်းခြင်း6 3ရက်8ရက်3ရက်ပေါင်းခြင်း4 64ဒီမှာ64လို့ကြာအဲ့တော့64ကမိန်64 94ဒီမှာ64 94 64 94ပုံမှာပါပြီလားဒီမှာ94ဒီ64ကမိန်ပေါ့အဲ့မှာဒီဘက် site လေးဒီကတော့တက်ပြတာပါဒီဘက်ဗနန်း9ခွက်နဲ့မဆိုင်ပါဘူးဒီ site လေးက
ဆိုင်ကတပေါက်တည်းဆိုင်မို့လို့ပြလိုက်တော့2ရက်3ရက်8ရက်2ရက်3ရက်8ရက်ပေါင်းလိုက်တော့3ဒီဘက်က1ရက်3ရက်9ရက်1ရက်3ရက်9ရက်ပေါင်းလိုက်တော့1 3 1ဒီမှာ3 1လေးတစ်ခွက်လေးကြ2ရက်3ရက်8ရက်နော်3ဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း1 3 1တစ်ခွက်လေးကြမယ်ဒီမှာလည်းအဲ့လိုပဲ3ရက်3ညရက်2ရက်3ရက်3ညရက်2ရက်5 3 3ည2က5ဒီ5 3ည1က6 5 6ဆိုပြီးတော့ဒီမှာတစ်ခွက်လေးကြတယ်နောက်ဒီပြင်ကအဲ့လိုပဲ9ရက်6ရက်1ရက်9ရက်6ရက်1ရက်က2ဒီဘက်က4ရက်6ရက်3ရက်4ရက်6ရက်3ရက်က3 23ဆိုပြီးတော့ဒီမှာ23ဆိုတစ်ခွက်လေးကြတယ်အခုဒီလဲလာပြီ2ရက်2ရက်5ရက်2ရက်2ရက်5ရက်က9အဲ့3လုံးကဒီ3လုံးပေါင်းချင်းက9မယ်ဒီ9ရက်2ရက်8ရက်9ရက်2ရက်8ရက်ကလည်း9ပဲအဲ့မှာဒီက90နဲ့မှ9 99ကိုတည်းမှတော့မပါပါဘူးဒီရတော့ထိပါတယ်အဲ့မှာဒီက99ဒါဒီမှာနော်2 3 8 3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း1 30နဲ့မှ1ဒီမှာ3လုံးပေါင်းချင်း5ဒီ3လုံးပေါင်းချင်း6 50နဲ့မှ6ဒီမှာဒီ3လုံးပေါင်းချင်း2ဒီ3လုံးပေါင်းချင်း3 20နဲ့မှ3ဒီမှာဒီ3လုံးပေါင်းချင်း9ဒီ3လုံးပေါင်းချင်း9 90နဲ့မှ9တကွက်တဲ့အကောင်လေးကတော့ဒီမှာတော့မပါဘူးဒီမှာ44ပဲပါတယ်အပူကအဲ့တော့99လေးတကွက်တော့ထည့်ထိုးပေးလိုက်ပါ99တင်ကွက်က64 94 64ကမိန်းပေါ့64ကမိန်းကြမှာ64ကမိန်းမှာတဲ့64ကမိန်း64 94မိန်း9ကတက်ထိုးလိုက်ပေါ့တပေါက်တည်း၄ကတ်ဆိုင်ဆိုတော့သူကလေးနဲ့သူကတော့ရှင်းရှင်းလေးပါမယ်3တက်3တက်ကြတယ်5 6 5 6ကြတယ်3နဲ့3ကြတယ်9ကြမလား9လုံးမှမပေးမလားဒီကောင်က9ကထရောနာရောပါနေတယ်အဲ့တော့ဒီ9ကွက်10ကွက်ပေါ့အခုက4ခု9ခုပါမယ်6နဲ့6ကုန်6လေး9နဲ့9ကုန်9လေး4ကနှစ်ဖက်လုံးပါနော်4ကနှစ်ဖက်လုံးပါတယ်ဟယ်လိုကံကောင်းကြပါစေကံကောင်းကြပါစေဘယ်လောက်ပါပဲ